တန်မျိုးငါးပါးထဲမှာသာသမီပါတယ်အဲ့ဒါဗမာတွေကစကားကိုဆုံးအောင်မသုံးပဲနဲ့ရှေးမိမင်းခိုးသူမချစ်မနစ်တဲ့အတော့သူဆိုရှေးဟာတွေလည်းမချစ်ရမယ်လူတွေကြီးပဲအကုန်လုံးမင်းတို့မိတို့ဆိုလည်းချစ်နေတဲ့တရားတွေမှမဟုတ်တာဟုတ်တယ်မလားတကယ်ပြောရမှာကအပြည့်စုံစုရှေးမိမင်းခိုးသူမချစ်မနစ်တဲ့အတော့အမွေခံသာသမီတို့ဆိုလို့တယ်အဲ့ဒီကိုမရောက်ဘူးဗမာတွေကလမ်းနဲ့ဖြတ်ထားတာမချစ်မနစ်တဲ့အတော့သူဆိုမချစ်မနစ်တဲ့လူတွေအများကြီးပဲလေအဲ့ဒါကိုပြောတာမဟုတ်ဘူးသာသမီကိုပြောတာပါဠိကြတော့ဘယ်လိုပြောတော့ဆိုရှေးကဥဒကနော်ဥဒကသာဒရဏပစ္စည်းဥစ္စာတွေကရေးနဲ့ပတ်သက်နေတယ်နောက်တစ်ခုအခိသာဒရဏမိနဲ့ပတ်သက်နေတယ်ရာဇသာရဏတိုင်းပြည်ချုပ်တဲ့ပြည်နေနဲ့ပတ်သက်တယ်သောရသာဒရဏတခုရနဲ့ပတ်သက်နေတယ်မလွတ်လပ်ဘူးလို့ဆိုလို့တဲ့ဒါတွေကဆုံးရှုံးနိုင်တဲ့အားတွေကိုပြောတာနော်အင်ဒင်ဂျာလို့ပြောလို့တာပါပဲမှာတော့နော်ပစ္စည်းဥစ္စာတွေရဲ့ပျက်စီးနိုင်တဲ့လမ်းကြောင်းတွေက၅ခုရှိတယ်လို့ပြောတာဆိုလို့တဲ့အဓိပ္ပာယ်ဒါပျက်စီးခြင်းရဲ့အကြောင်းတရား၅မျိုးပဲနောက်ဆုံးတစ်ခုမှာအပိယထာယထာသာဒရဏဘောကအပိယဆိုတာမလိမ္မာလို့မုန်းစရာကောင်းတဲ့ထာယထာဆိုတာအမွေခံသတ္တပိအမွေခံသတ္တပိကိုပြောတာ